ဒီဗီဒီယိုဖိုင်တော့အားလုံးပဲကြည့်ဘူးကြလိမ့်မယ်ထင်ပါတယ်ဗျဒီဗီဒီယိုဖိုင်မှာဆိုရင်တော့ဒါလွန်ခဲ့တဲ့3ရက်လောက်ကဒါပွဲစားနဲ့ကျွန်တော်တို့ပွဲစားဒီအပ်ထားတဲ့မြန်မာလူသားနဲ့ပြဿနာဖြစ်ခဲ့တဲ့ဗီဒီယိုဖိုင်ပေါ့ဒီဟာတော့ဒါအားလုံးပဲဒါကြည့်ဘူးသူမရှိတော့ဘူးပေါ့နော်ဒါလေးတွေကတော့ဒါကျွန်တော်တို့ဒါပွဲစားရင်းနဲ့ပတ်သက်ပြီးဒါ feedback လေးတွေပေါ့ feedback လေးတွေကိုကျွန်တော်ကဒါ screenshot ရိုက်ပြီးတော့ဒါဥပမာပြထားပါအဲ့တော့ကျွန်တော်ကဘာဖြစ်လို့ဒီဗီဒီယိုဖိုင်ကိုလောက်ရတယ်လဲဆိုတော့ဒီဗီဒီယိုဖိုင်ကိုလောက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ပြောမှဆိုရင်တော့ဒီထိုင်းကိုလာမဲ့သူတွေတို့ကရည်ရွယ်ပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ထိုင်းမှာကျွန်တော်တို့အများဆုံးနှိမ့်ဆက်အများဆုံးကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒုက္ခပေးတာကပွဲစားတွေပေါ့အဓိကတော့ကိုလူမျိုးပွဲစားတွေပါပဲသူတို့ဘယ်လိုဒုက္ခပေးကြလဲဆိုတော့ဒီဗီဒီယိုဖိုင်မှာမြင်တွေ့သွားတဲ့အတိုင်းပေါ့နော်ကြတော့သူတို့လည်းတီးမခံနိုင်တာနဲ့ဒါမရည်ရွယ်ပဲနဲ့ဒါလူသက်မှုဖြစ်တဲ့ဒီဖြစ်သွားကြတာပေါ့အဲ့ကြောင့်ကျွန်တော်တို့မှာကတစ်ချက်ကကျွန်တော်တို့အနေနဲ့ကအချက်တစ်ချက်ကိုသုံးသပ်ကြည့်ရမှာပေါ့ဘာကြီးလဲဆိုတော့ကျွန်တော်တို့ဒါပွဲစားဘက်ရေကျွန်တော်တို့ဒါပွဲစားကိုယုံကြည်မိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဘက်ရေပေါ့နှစ်ဖက်ကိုပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တစ်ဖက်ကကျတော့တာမန်ပြည်သူတွေကကျတော့ဘာမှနားမလဲတော့ပွဲသားဆိုတာနဲ့ဟုတ်ထင်ပြီးတော့ကျွန်တော်တို့လောက်အပ်လိုက်တယ်ဗျအဲ့မှာဘတ်တင်ပေးပါဝက်ဘတ်မဲ့လုပ်ပေးပါပေါ့နော်အဲ့မှာကျွန်တော်ပွဲသားတွေဘက်ကဘာတွေပြဿနာရှိတုံးဆိုတော့တချို့ပွဲသားတွေကျတော့ဟိုဓာတ်ရိုက်လောက်ရတာမဟုတ်ဘူးဗျဆိုလေသဘောကဥမာသူတို့ဆိုလေသဘောကတော့ဗျဥမာဘတ်တင်နဲ့ယုံနဲ့ဥမာဝက်ဘတ်မဲ့ကတ်တဲ့ယုံဝက်ဘတ်မဲ့ကတ်တွေလောက်ရတဲ့ယုံအဲ့ဒီယုံသူတို့ကိုယ်တိုင်ဓာတ်ရိုက်လောက်ရတာမဟုတ်ဘူးဗျများသောအားဖြင့်အဲ့လိုယုံမျိုးယူကဒီထိုင်းမှာနာမည်ကြီးနေတဲ့လူသမား agency တွေကပဲကြီးစိုးထားတယ်ဗျအဲ့ကျတော့တချို့ပွဲသားတွေကျတော့ပွဲသားတာလုံနေရသူတို့ဓာတ်ရိုက်လောက်ရတာမဟုတ်ဖ ೇನೆ နှစ်ဆင့်ငံသုံးဆင့်ငံနေဖြစ်နေတယ်ဗျဥပမာကျွန်တော်ကအဲ agency ရုံးနဲ့တည်ရဆိုလို့ရှိရင်ကျွန်တော်က agency ကျွန်တော်စီကိုတခါနောက်ပွဲသားတယောက်ကလာပြီးတော့ဒါဝက်ပါမက်ကလုပ်ပြီးပါဘတ်9000ပြီးပါမယ်အဲ့တခါကျွန်တော်ကနေတခါနောက် agency ရုံးဘတ်9000ပြီးတော့ဝက်ပါမက်ကလုပ်ပြီးပါပေါ့နော်အဲ့လိုမျိုးအစင်းနေဗျအစင်းနေဖြတ်စားကြကြအကြောင်းမို့လိုအပ်တာတဲ့ဥမာမူလကတ်တစ်ခု2000လောက်ကြာရဆိုလို့ရှိရင်သူတို့က1000လောက်ဒီဖြစ်သွားပေါ့နော်ပွဲသားတွေအစင်းနေလှုပ်ရှားနေရတယ်တစ်ဖက်ကတာမန်ပြည်သူတွေကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာပြဿနာရှိအောင်ဆိုတော့ဒီကိုလာခြင်းလို့လာကြမှာဗျနိုင်ငံရေးအခြေအနေကြောင့်မဖြစ်မနေလာကြတဲ့လူတွေနိုင်ပျော်လို့လာကြတဲ့လူလည်းမဟုတ်ဘူးတချို့ဆိုအိမ်ပေါင်ရတယ်အိမ်ရောင်းရတယ်ကွင်းတွေရောင်းရတယ်ရှေ့လောက်လက်စားရောင်းပြီးလာကြတယ်အဲ့လိုလာရတဲ့ခါမျိုးမှာပွဲသားတွေကအမျိုးမျိုးလိန်ကြီးပေါင်းစုံနဲ့လိန်ကြတော့ဘယ်လိုပြောရမလဲသူလည်းတိခံနိုင်တဲ့အတိုင်းတော့တိခံအောင်တာပေါ့တိမခံနိုင်တော့ပေါက်ကွဲထွက်သွားတဲ့သဘောပါပဲအဲ့မှာကျွန်တော်တို့ဘာတွေသုံးသပ်ရအောင်ဆိုတော့ရှိုးဆိုလို့ရှိရင်ခုချိန်ကြီးကျွန်တော်တငယ်ချင်းတွေမှာလို့ရှိရင်ဗမရသေးဘတ်စာပဲ9ရက်ပြီးအောင်မရသေးလို့ရှိရခုချိန်ကြီး26နှစ်ကုန်တော့မှဖြစ်ရင်ခုချိန်ကြီးဝက်ပါမဲ့စာရွက်မရသေးရလို့ရှိရဲအဲ့လိုမျိုးတွေဗျနှစ်တာကုန်တော့မှနောက်နှစ်ကူတော့မှတက်တန်းတိုးရလို့ဝက်ပါမဲ့ကမရသေးဘူးပေါ့အဲ့ကျတော့ပွဲသားဒီမှာသုံးသက်ကြည့်မှဆိုလို့ရှိရင်အများပြည့်တချို့ဆိုလို့ရှိရင်ဘာတွေရှိအောင်ဆိုတော့ဝက်ပါမဲ့ကကို Photoshop နဲ့တင်ဝက်ပါမဲ့ကဆိုတာတဲ့ဝက်ပါမဲ့စာရွက်ပေါ့နော်တချို့ဘတ်စာရွက်တည်အဲ့လိုမျိုးညင်ပြီးတော့ပြရတယ်ပါရှိရဗျပြောမှဆိုရင်တော့ကျွန်တော်တို့မြန်မာပြည်မှာလိန်စားနေတဲ့ပွဲစားတွေအများကြီးပါဟိုကြားဖြန့်ပုံစံမျိုး line ပေါ်နဲ့လိန်စားနေတဲ့ဟာတွေရောအဲကျတော့ဒါကတော့ကျွန်တော်သိသလောက်ပေါ့နော်ပွဲစားတွေရဲ့အကြောင်းကိုဒါသိသလောက်ဒါအပိုင်းတစ်ပိုင်းနေပြောပြပြပွဲစားတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့နောက်ထပ်ပြောစရာတွေအများကြီးပါပဲနောက်ထောင်နေနဲ့ပွဲစားတွေနဲ့ပတ်သက်ပြီးလိန်ကြီးသိချင်နေဆိုရင်တော့အောက်မှာcomment ပေးသွားလို့ရပါတယ်ဗျဒါကတော့ဒါကျွန်တော်ကြုံပြီးရသမျှအကြမ်းမြင်ပေါ့နော်တပေါ်ညာလောက်ပြောပြဖြစ်ပါတယ်နောက်ထပ်ပြောပြစရာတွေကတော့
တခြားစဉ်းစားပြီးပြောမယ်ဆိုရင်တော့ပွဲစားတွေရဲ့လိန်ကြီးပေါင်း16,000ကမကုန်နိုင်မခံနိုင်အောင်ပဲရှိနေပါသေးတယ်ဗျကျွန်တော်ဒီနေ့တော့ကျွန်တော်ဒီလောက်ပါပဲနောက်ရက်ကျမှပဲထပ်ပြီးတော့ပြောပြပါမယ်